put time ဆိုလို့ရှိရင်နောက်ဆုံးတော့ put time ဆိုလို့ရှိရင်ဒီလျှို့ဝှက်ဆန်းကျဲတော့အရာပေါ့နော်အရာဝတ္ထုကိုသုံးတယ်ရုပ်လုံးအကောင်အထည်ဒီပစ္စည်းကိုသုံးတယ် mysterious object ပေါ့နောက်ဆုံးတော့ put time ပြီးရင် lit time ကကျတော့ 3D ကိုပြောတာ lit time technique ဆိုလို့ရှိရင် 3D painting ပေါ့နော် 3 dimensional painting ဆိုတော့ရုပ်လုံးကြွနေတဲ့ပုံပကြီးကားပေါ့လေတိုင်းတက်ခိနာပြီးလို့ရှင် Heyman တက်ခိနာဆိုလို့ရှင်ရေပင်ကြီးသဘောအတိုင်းပေါ့နော်ရေပင်ကြီးအတိုင်းပေါ့ Heyman တက်ခိရေပင်ကြီးအတိုင်းshort time ကကြတော့ short time ကိုအရာဝါစုဆို short time ကိုအရာဝါစုဆိုလို့ရှင်ပုံစံအမှန်ကိုဖော်ပြတာ review once true set ဆိုတော့ပေါ်ပေါက်လာတယ်သူရတရုတ်မှန်နေပေါ်လာတာကိုလေ short time ကိုအရာဝါစုတရုတ်မှန်ပေါ်ပေါက်လာသည်ပုံစံအမှန်ပေါ်လာသည်ပေါ့ eco ရခန်းချင်းနဲ့ဆိုရင် eco ကကြတော့ sample တော့ eco kiku ဆိုလို့ရှိရင်တစ်ဖက်ကုမ္ပဏီတို့တစ်ဖက်အဖွဲ့ရဲ့ဆန္ဒဘယ်လိုလုပ်ချင်လဲဆိုတဲ့ဟာကိုဒိုးရှိတိုင်းကနေဆွေတဲ့မေးမခိခုမေးမြန်းသည်စံပုံတော့ eco ကိုခိခုသူဘယ်လိုလုပ်ချင်တာလဲဆိုတာကိုသူတို့ရဲ့ဆန္ဒတွေကိုမေးတာပြီးရှင် ishi ကကြတော့ ishi hyoji ကကြတော့ဖော်ပြတာသူရဲ့ expressions of one's intentions တယောက်ကနန်နီကာရှိကိုသူအမိုးခံရပေါ့သူဘာလို့လုပ်ချင်လဲဆိုတာကိုစဉ်းစားနေတာကို ishi နဲ့တုံးတယ် eco ကကြတော့ဘယ်လိုဒိုးရှိတိုင်းကနေဆွေတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ချင်လဲဆိုတာကိုသူရဲ့ဆန္ဒကို eco ကိုမေးတာဒီ ishi ကကြတော့သူ expression မှာသူစိတ်ဆန္ဒကိုဖော်ပြတဲ့ဟာကိုသူစိတ်ဆန္ဒကိုတုံးတာပြီးလို့ရှိရင် ishi ကခါတိုင်းဆိုလို့ရှိရင်လည်းသူရဲ့စိတ်ဆန္ဒပြင်ပြသူ ishi ကခါတိုင်းဆိုလို့ရှိရင်သူစိတ်ဆန္ဒသူတစ်ခုလုပ်ချင်တာဆိုလို့ရှိရင်အဲ့တော့ရအောင်ယူတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်စိတ်ဆန္ဒပြင်ပြသူ ishi ကခါတိုင်းနဲ့တုံးတယ် eg ကကြတော့ eg ကိုဟာရုဆိုလို့ရှိရင်ခေါင်းမာသည် eg ကိုဟာရုခေါင်းမာသည် eg ဆိုပါရီ ဆိုလို့ရှိရင် step 1 person step 1 person ခေါင်းမာသူနောင်နေနဲ့တော့မယ်ခေါင်းမာသူ ito ဆိုလို့ ito ကကြတော့ ito တက်ခိနီကကြတော့ရွေချက်ရှိ ito တက်ခိနီရွေချက်ရှိဆိုခိခိုင်ဆန်ကို ito ဆိုလို့ရှိရင်ကြတော့ရှိရွေတာပေါ့နော် permanent earlier that is where သူဆိုခိခိုင်ဆန်သူမျှော်လင့်ထားတဲ့ပို့ပြီးတော့ plan to resolve parliament earlier that is better ဆိုမျှော်လာတဲ့ပို့ပြီးတော့မြန်ဖြည့်ရှင်းတာကို dissolve ဘောနော်ဖြည့်ရှင်းလိုက်တာကိုသုံးတယ် ဆိုခိခိုင်ဆန်ကို ito ဆိုလို့ put time ဆိုလို့ရှိရင်ရုပ်လုံးအကောင့်ထဲအရာဝတ္ထုနောက်ဆုံးတော့ put time ဆိုရင်လျှို့ဝှက်ချက်နေရှိတဲ့အရာဝတ္ထုပေါ့နော် mysterious object ထူးခြားဆန်းကျဲသောအရာဝတ္ထုနောက်ဆုံးတော့ put time ပြီးလို့ရှိရင် lit time tekina ဆိုလို့ရှိရင် 3D painting သုံးတယ် 3D painting Heyman တက်ခိနာဆိုရင်ရေပင်ကြီးအတိုင်း Heyman တက်ခိရေပင်ကြီးအတိုင်းshort time ကိုအရာဝါစုဆိုလို့ရှိရင်ပုံစံအမှန်တရုပ်မှန်ကိုဖော်သည်တရုပ်မှန်ပေါ်ပါအရာဝါစုတရုပ်မှန်ဖော်သည် short time ကိုအရာဝါစု review once true self သူရဲ့ပုံစံအမှန်ပေါ်ပေါက်သည် eco ကကြတော့ sample နော် eco kiku ဆိုလို့ရှိရင်တခြားအဖွဲ့ပေါ့နော်တခြားအဖွဲ့ကဘာလို့လုပ်ချင်တာလဲဆိုတာကိုနားထောင်တာ sample နော် eco kiku သူများရဲ့ဆန္ဒတွေနဲ့ပတ်သက်ပြီးတော့ဘာလုပ်ချင်တာလဲဆိုတဲ့ဆန္ဒနဲ့ပတ်သက်ပြီးတော့နားထောင်တာပြီးလို့ရှိရင် ishi ကကြတော့စိတ်ဆန္ဒ ishi hyoji ကကြတော့ expression of one's intentions သူရဲ့နဏိကောက်ရှိတို့ဘာလို့လုပ်ချင်တာလဲဆိုတဲ့ဟာကိုတွေးနေတာကိုishi နဲ့သုံးတယ် ishi hyoji ဆိုစိတ်ဆန္ဒကိုဖော်ပြတာ ishi ကခါတိုင်းဆိုစိတ်ဆန္ဒပြင်ပြတော့ ishi ကခါတိုင်းစိတ်ဆန္ဒပြင်ပြတော့EG ကကြတော့ EG ကိုဟာရုဆိုရင်ခေါင်းမာသည် EG ကိုဟာရုခေါင်းမာသည် EG ပါလီဆိုရင်ခေါင်းမာသူ EG ပါလီနာဆိုရင်ခေါင်းမာတော့ EG ပါလီခေါင်းမာသူ EG ပါလီနာခေါင်းမာတော့ ito ဆိုလို့ရှိရင် ito တက်ခိနာဆိုရင်ရွေချက်ရှိ ito တက်ခိနီရွေချက်ရှိဆိုခိခိုင်ဆန်ကို ito ဆိုလို့ရှိရင်ဆိုခိခိုင်ဆန်ကို ito ဆိုလို့ဆိုရင်မြန်ဖြည့်ရှင်းဖို့ပေါ့နော်မြန်ဖြည့်ရှင်းဖို့အတွက်ရည်ရွယ်တာဆိုခိခိုင်ဆန်ကို ito ဆိုလို့မြန်ဖြည့်ရှင်းဖို့အတွက်ရည်ရွယ်သည်ခန်းချီကကြတော့ igaku teki ခန်းချီခါရာဟန်တိုင်းဆိုလို့ဆိုရင်စေပညာအပြင်အရာဒါကို
ဟန်တိုင်းဆိုတော့စန့်ကျင်သည်ပေါ့ဟန်တိုင်းဆိုကစန့်ကျင်သည်ခန်းကြီးဆိုတော့ point of view အမြင် shoot down အမြင် view of point shoot down အမြင်ခိုင်ခံဆိုရင် reporter sorry ခိရှာခိုင်ခံဆိုရင်reporter တွေစူးစီးတာပေါ့နော်ဒီသတင်းသမားတွေစူးစီးတဲ့နေရာဆိုတော့ interview တို့ meeting တို့သုံးတာခိရှာခိုင်ခံခိရှာက reporter ခိုင်ခံကြတော့စူးစီးတာဆိုတော့ဒီခိရှာခိုင်ခံ press conference interview meeting ကိုသုံးတယ်မီတိုရှိတော့ဝါရူဤထိုးလို့ဆိုလို့ရှိရင်တေချာမမြင်ရတာအကောထောင်းခွေးတွေမှာဆိုတေချာဖြောင်းမမြင်ရတာကိုမီတိုရှိတော့ဝါရူဤထိုးလို့လိုင်းနန်းထိုးတော့မီတိုရှိဆိုလို့ရှိရင်ကြိုတင်ခံမှန်းချက်နောက်နှစ်အတွက်ကြိုတင်ခံမှန်းချက် the focus for next year လိုင်းနန်းထိုးတော့မီတိုရှိဆိုနောက်နှစ်အတွက်ကြိုတင်ခံမှန်းချက်မီတိုစုဆိုရင်ကြိုတင်ခံမှန်းသည်မီတိုစုကြိုတင်ခံမှန်းသည်မီကူရာစုကကြောင့်ဟီတိုမီကူရာစုဆိုလို့ရှိရင် lockdown on someone ပေါ့နော်သူစုံတရားကိုအထင်သေးတာလူကိုထင်သေးတာကိုမီကူရာစုနဲ့သုံးတာမီအိုလိုစုချင်းကတော့တူတူပဲအိုလိုစုမှာလူနဲ့ရှိတာကိုလူစုနဲ့ပေါင်းတာမီကူရာစုကကြတော့ရှိတာနဲ့စုနဲ့ပဲပေါင်းတာမီအိုလိုစုကကြတော့ဘီလူနော်ရဘီလူနော်ရခါတာမီအိုလိုစုပေါ့နော်အပေါ်ကနေပြီးတော့အောက်ကိုငုံကြည့်တာဘီလူနော်အခုကျိုခါတာမီအိုလိုစုခေါင်းစာအုံရဲ့ဟိုအခုကျိုဆိုတော့ဟိုအပေါ်ဆုံးထက်ကနေပြီးတော့အောက်ကိုငုံကြည့်တာဘီလူနော်အခုကျိုခါတာရှိတာကိုမီအိုလိုစုမီအာဝါဆဲလူကကြတော့ခါဦးမီအာဝါဆဲလူဆိုလို့ရှိရင်တယောက်ပြန်လန်းကြည့်တာမီအာဝါဆဲလူ18 glance ဆိုတော့တယောက်ပြန်လန်းကြည့်တာကိုလည်းမီအာဝါဆဲလူခါဦးမီအာဝါဆဲလူနဲ့သုံးတယ် looking at each other ပြီးလို့ရှိရင်ရှုပ်ပါဆိုမီအာဝါဆဲလူကကြတော့ရွှေ့တာရက်ရွှေ့တာ postpone လုပ်တာရှုပ်ပါဆိုမီအာဝါဆဲလူဆိုလို့ရှိရင်ရက်ကိုနောက်ရွှေ့လိုက်တာနောက်ရွှေ့ခံတော့ postpone လုပ်ခံတာ postpone ကတပတ်ချရက်ထွက်ခွာရက်တွေကိုထွက်မဲ့ရက်တွေကိုတပတ်လုံးမဲ့ကြွရက်ကို postpone လုပ်တာနောက်ရက်ရွှေ့တာကိုမီယာဝါဆဲလူနဲ့ပဲသုံးတယ်ပြီးရင်ချာခုရှုအတရာရှိဂျီကျော်နေချာခုရှုဆိုလို့ရှိရင်လုတ်တစ်ကိုစတင်လှုပ်ဆောင်တာချာခုရှုဆိုလို့ရှိရင်တဲကိုစပြီးတော့တက်တယ်ဆိုတဲ့ခါကျတော့ဒီစတင်လှုပ်ဆောင်နေဆိုတဲ့ဒီပဲရသွားတယ်ချာခုရှုဆိုလို့စတင်လှုပ်ဆောင်သည်ချာခုရှုဆိုလို့စတင်လှုပ်ဆောင်သည်ချာခုရှော့ကူကကြတော့အယောင်ဆိုးသည်ချာခုရှော့ကူလျော်ကိုရှီယိုစုလို့ဆိုလို့ရှိရင်အယောင်ဆိုးစီကိုအသုံးပြုသည်ချာခုရှော့ကူလျော်ကိုရှီယိုစုလို့ပြီးလို့ရှိရင်ချာခုမိုကူခိုရိုမိုနော်ခိုစိန်နေချာခုမိုကူစုလို့ဆိုလို့ရှိရင်ကလေးတွေရဲ့ဒီပင်ကိုတဘာဝကိုပဲအဓိကထားတယ်ပေါ့နော် focus on the child's originality ခိုရိုမိုနော်ခိုစိန်နေချာခုမိုကူစုလို့ချက်ခိုးကကြတော့ရှင်းပြီးလို့ကလိုင်းကက်ချက်ခိုးစုလို့ဆိုလို့ရှင်စတင်ဆောက်လို့ရေးစတင်တာကိုချက်ခိုးစုလို့ဆောက်လို့ရေးစတင်သည်ချက်ခုရှူဆိုလို့ရှိရင်လည်းအလုပ်တစ်ခုကိုလုပ်ငန်း project business အလုပ်တစ်ကိုစတင်လှုပ်ဆောင်တာချက်ခိုးကကြတော့ခိုးကြီးပါတယ်တော့ခိုးကြီးဒီမှာစတင်လှုပ်ဆောင်တာကိုချက်ခိုးနဲ့သုံးတယ်နီချီနဲ့ရောရုနဲ့ခါကျတော့ဆိုနီချီယာဆိုတော့ဟီရိုမိုရောရုမိုဆိုတဲ့ဒီပဲရတယ်နီချီယာဘန်ကျော်ဆိုလို့ဆိုရင်နေရောညပါနီချီယာဘန်ကျော်ဆိုလို့နေရောညပါလေးလာသည်နီချီယာဟီဘီကဆိုလို့ရှင်နေ့စဉ်နေ့တိုင်းဟီဘီနိုခူရာရှိနီခိုမာလို့ဆိုရင်struggle with everyday life ဆိုရင်နေ့စဉ်လူနေမှုဘဝနဲ့ရုန်းကန်နေရတာပြဿနာနေခက်ခဲတာကိုဟီဘီနိုခူရာရှိနီခိုမာလို့ဟီဂေါရိုကကြတော့ဟီဂေါရိုနော်အုတ်ခိုနိုင်ဆိုလို့ရှင်နေ့စဉ်နေ့တိုင်းပြုလုပ်နေတဲ့အမှုhabitual behavior သူရဲ့လေ့ကျင့်တို့ပုံမှန်လုပ်နေတဲ့တဘာဝလို့ဖြစ်နေတဲ့သူရဲ့လေ့ကျင့်ပုံစံကိုဟီဂေါရိုနော်အုတ်ခိုနိုင်နဲ့သုံးတယ်ဟီဂေါရိုနော်အုတ်ခိုနိုင်ရှူဂျစ်စုကကြတော့အချင်းနီချီကျူရှူဂျစ်စုပစောကိုနီမူခါဦးကကြတော့ work on the computer all day long တနေ့လုံးကွန်ပျူတာရှိမှပဲထိုင်ပြီးလုပ်နေရတာကိုရှူဂျစ်စုပစောကိုနီမူခါဦးတနေ့လုံးအချင်းနီချီကျူနဲ့တူသွားပါတော့ဂျီလီツစုရူကကြတော့နဲ့မမိခိုတာဂျော်ဆဲနော်ဂျီလီツဆိုရင် Women's Independent
မင်္ဂလိတွေကသူများမမိခိုးတာကိုကိုချရာကိုရည်တည်တာကိုကြိုစဲနော်ဂျီရှုကဆိုလို့ရှင်ဂျီရှုတက်ခီနီကြတော့ကိုဆန္ဒနဲ့ကိုဂျီရှုထိုးလဲဆိုလို့ဆိုရင်ဂျီရှုတက်ခီနီထိုးလဲနေကိုဆိုလို့ဂျီရှုတက်ခီနီထိုးလဲနေကိုဆိုလို့ကဂျီရှုထိုးလဲဆိုလို့ ਨੇ တူတူပဲtrain on your own free will ကိုရဲ့ဆန္ဒနဲ့ပဲလေ့ကျင့်တာပေါ့training ကိုဆိုတော့ဒီ gym တွေမှာလေ့ကျင့်တာကိုလည်းကိုယ်ဆန္ဒနဲ့ကိုလေ့ကျင့်တာအဲ့ဒါကိုကြီးရှု technique ထော်လိုင်းနေကိုဆိုလို့run shoot တွေလောက်တာကိုလည်းတုံးတယ်ပြီးရင်ကြီးရှုဆိုလို့ကကြတော့ခေစားစွန်းနေကြီးရှုဆိုလို့ကကြတော့ကြီးပွန်ရဲ့ကြီးနဲ့ရှုဆိုတော့ခုပြီးရခန်းကြီးနဲ့ပေါင်းမယ်ကြီးရှုဆိုလို့အဲ့ဆိုတော့ကို level ကိုစွတ်တယ်မဟုတ်ဘဲနဲ့ဒါကြောင့်ကို level ကိုပြီးရဆိုတော့ဘယ်ပါမလဲခေစားစွန်းနေကြီးရှုဆိုလို့ဆိုရင်တရားခံကိုဖြစ်ကိုကိုယ်တိုင်သွားပြီးတော့ဝန်ခံတာအပြည့်ဝန်ခံတာကိုအဖမ်းခံတာကိုကြီးရှုဆိုလို့နဲ့တုံးတယ်ခိုးဦးလေးဆိုလို့ကကြတော့လက်လီရောင်းတာခိုးရဲဝါခိုးဦးလေးတဲ့ comment အန်ကြဆိုလို့ရှင်တခုချင်းရောင်းမယ်ဆိုလို့ရှင်လက်လီရောင်းမယ်ဆိုရင်တခု9000ပေါ့ရန်9000ကျတယ်ဆိုပြီးတော့သုံးတာမားရဲ့ဦးလီဆိုလို့ဆိုအေးကတော့မားရဲ့ဦးလီခံကိုခါအောင်ဆိုလို့ရှင် movie ticket နဲ့ booking လုပ်ပြီးတော့ဝယ်တာကိုမားရဲ့ဦးလီခံကြိုပြီးတော့ယူတင်ရောင်းချတာတို့ booking ကနေဝယ်ရတာတို့ကို booking ယူပြီးဝယ်ရတာတို့ကိုမားရဲ့ဦးလီခံလို့သုံးတယ်မားရဲ့ဦးလီခံဘိုင်ဆိုလို့ကကြတော့ဥရရောင်းတည်နဲ့ခါဝယ်တည်ရခန်းကြီးနှစ်ခုပေါင်းမယ်ဘိုင်ရကြတော့ခါဖို့ဘိုင်ဆိုလို့ရှင် straight store share တွေကိုရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်လောက်တာကိုကုန်သွယ်တာ straight stores ပေါ့နော်ခါဖို့ဘိုင်ဆိုလို့အိုင်မဆိုလို့ရှိကိုတော့အိုင်မဆိုလို့ရှင် free time ရှိကိုတော့အလုပ်ထဲမှာအလုပ်အားတဲ့ချိန် free time ရှိကိုတော့အိုင်မခုကန်စမိုင်းခုကန်ကိုလီယိုဆိုလို့ရှင် user small space နေရာချင်းလေးကိုအသုံးပြုပြီးတော့ဒါပါစာကြည့်စပွဲလောက်တာတော့ဘန်အိုထားတာတော့အဲ့လိုမျိုးတစ်ခုသုံးတာကိုခုကန်စမိုင်းခုကန်ကိုလီယိုဆိုလို့ပြီးလို့ရှင်မင်းကန်ခီကျော်ဆိုလို့ရှင် private enterprise ဆိုလို့ရှင်non government အစိုးရလုပ်အဖွဲ့အစည်းနဲ့အစိုးရလုပ်ထားတဲ့အစိုးရလုပ်ငန်းမဟုတ်ဘူးပြည်သူပိုင်စီးပွားရေးလုပ်ငန်းလို့သုံးမယ်ဆိုလို့ရှင်မင်းကန်ခီကျော်နဲ့သုံးတယ်